္ဂလာပါရှင်တခါတလေဘဝမှာအရာရာပြည့်စုံနေတယ်လို့ရှိပေမဲ့ဒီထဲမှာဟာတာတာကြီးဖြစ်ပြီးတော့ပျော်ဖို့ခက်ခဲနေရမျိုးခံစားမှုကြလားနေရရှိတဲ့လှရှားနေရဘာအတွက်လဲလို့ကိုပြင်မိမှုကြလားကျမတို့တွေအောင်မြင်မှုတွေငွေကြေးတွေနောက်ကိုပဲအပူတပြေးနဲ့လိုက်ရင်းနဲ့တကယ်ပျော်ဖို့မိနေကြပြီလားဒီနေ့မှာတော့ Oxford ဆရာတော်ကြီးရဲ့ပျော်ဖို့မိနေကြသူများဆိုရဲစာအုပ်လေးကရင်းထဲကိုအေးချမ်းစီမဲ့စာသားလေးကိုဖတ်ပြခြင်းပါရဲ့ဆရာတော်ရဲ့မိန့်ထားပါရဲ့ကျမလူသားတွေကငါဘာဖြစ်မှပြောမယ်ဘာရမှပြောမယ်ဆိုပြီးတော့ပျော်ရွှင်မှုကိုအမြဲအနာဂတ်စီပို့ထားတတ်ကြရဲ့တကယ်ရောအစစ်မှန်ပျော်ရွှင်မှုဆိုတာအဝေးမှမဟုတ်ပါဘူးအခုလောဆယ်ရောက်နေတဲ့ပြစ္ဆုတ်ပံတက်မှာပဲရှိနေရပါမနက်ခင်းလေးကောင်းလေးတန်းရှူရတာလက်ဖက်ရည်ပူပူလေးတစ်ခွက်တောက်ရတာဒါရရလဲတတိထားမိပြောစရာကြီးပါပဲဘဝမှာစိတ်မောလူမောဖြစ်နေရသူတွေအတွက်ဒီစာအုပ်လေးကအမောပြေစီမဲ့စမ်းရည်တွေလေးတစ်ခုပါဒီနေ့ကစပြီးပြောဖို့မိကြပါနဲ့နော်အခုပဲစိတ်ကိုလျှော့ချပြီးတော့လက်ရှိအချိန်လေးကိုခန်းစားကြည့်လိုက်ပါဗီဒီယိုလေးကိုသဘောကျရင် like and share လုပ်ပြီးဆက်လက်နားဆင်ဖို့ subscribe လုပ်ထားပြီးပါအောင်ရှင်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေရှင်